ပြေးလန်းတုံညာတစ်လက်ဖက်ရည်ဆိုင်မှာကြပြားတစ်ဖုတ်ရောက်လာဖို့ဆိုတာတိတ်မသေးကြဘူးပေါ့တေးကြတာတစ်ခုပဲရှိရဲ့အဲ့ဒါတိတ်ခါတရားကိုပြိုကွဲစေမဲ့စကလုံးတွေပဲဖြစ်လိမ့်မယ်လာရောင်မှုံပြညအလင်းရဲ့မျိုးရိုးကျုံထိတ်တိတ်ရိပ်ပလက်ဖောင်းတစ်လျှောက်ကြပြားတစ်ဖုတ်ရောက်လာဖို့ဆိုတာတိတ်မသေးကြဘူးပေါ့တေးကြတာတစ်ခုပဲရှိရဲ့အဲ့ဒါအင်းဆက်တကောင်ရဲ့တွေ့ဆုံပွဲမှာကျမ်းမာရေးချိုးတဲ့ခဲ့ရတဲ့ငါမိတ်ဆွေမလေးကြီးတိတ်ခါတရားအတွက်အရှက်ရတဲ့အခါမိမိကိုယ်ကိုမိမိကာကွယ်နိုင်မှုအတွက်ပြက်လုံးတစ်ခုအစင်းသစ်ရှိရဲ့ရေကန်မြေကန်လည်းမကောင်းညံပြင်းတဲ့မျိုးစေ့တွေနဲ့အပေါ်စားအောင်မြင်မှုတွေကြော်ကြားမှုတွေပေါက်ရောက်ရာရွှွညွန်ထူတတ်တဲ့ဟောဒီရုံဝင်းမှာမင်းနေရခဲ့ပြီတော့နေခဲ့ပြီရောဆိုပြီးငါမိတ်ဆွေဟာထွက်ခွာသွားပေါ့ဝေဖန်ရေးအမြင်လဲရှိပြီးတရောပြောင်းလောင်မှုတစ်ဝက်နဲ့လောကကိုပြည့်ရည်ပြုတတ်တဲ့ငါမိတ်ဆွေဟာဂမှုရှုတို့ထွက်ခွာသွားပေါ့ကျယ်တွေနဲ့တိုးတိုက်မိမတက်မှောင်မှောင်မဲမဲကတရားလမ်းမကြီးပေါ်မှာကြပြားတစ်ပုတ်ရှိရာသူထွက်သွားပေါ့ငါမှသာရာဇဝင်ကိုတုံနှောင်ထားတဲ့ဝါယာကျိုးတစားကိုဆုတ်ကန်ရင်တရက်စစ်စီးမျိုးနေတဲ့မြေဆွဲအားရဲ့ဗဟိုချက်တီယာဟောဒီ84လမ်းမကြီးပေါ်မှာရောင်းချကြကြံရစ်ခဲ့